အားလုံးပဲမင်္ဂလာပါ AR channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကကျွန်တော်အားလုံးကိုမျှဝေချင်တာကတော့ကျွန်တော်တို့မြန်မာနိုင်ငံကဒီထိုင်းမှာပေါ့နှစ်ရှည်ဗီဇာနဲ့လာနေတဲ့လူတွေအတွက်ကျွန်တော်ဒီလာနေတဲ့ပေါ့ဒီ crypto သမားတွေအတွက်ကိုကျွန်တော်မျှဝေမှာဖြစ်ပါတယ်အဲ့ညီကတော့ကျွန်တော်ဗာလဲဆိုတော့ကျွန်တော်ဒီကိုယ့်ရဲ့ Binance TA ပေါ့ Binance ထိုင်းအကောင့်ကိုဖွင့်ပြီးတော့ကိုကဒီထိုင်းမှာနှစ်ရှည်ဗီဇာနဲ့နေတဲ့လူဆိုရင်Binance ထိုင်းအကောင့်ကိုဘယ်လိုဖွင့်ရမလဲပေါ့ဖွင့်ပြီးရင်ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်မျှဝေပြမှာဖြစ်ပါတယ်ကျွန်တော်အဓိကဘာလို့ဒီအကောင့်ကိုပြောပြချင်တာလဲဆိုတော့ကျွန်တော်တို့အရင်တော့ဆိုကျွန်တော် Binance Global ကောက်ဆိုပြီးတက်ရှိတယ်ပေါ့ကျွန်တော်တို့လက်ရှိသုံးနေတယ်ကျွန်တော်ရဲ့ Binance အကောင့်တွေရှိတယ်တော်တော်များများလဲ Binance Global အကောင့်ကိုဖွင့်ထားကြမယ်လို့ကျွန်တော်ထင်တယ်ပေါ့မဖွင့်ရသေးတဲ့လူတော့အနည်းငယ်ပဲရှိရင်ရှိမယ်ဒါပေမဲ့တော်တော်များများကတော့မြန်မာပြည်မှာလည်းမြန် crypto ဘာလို့ရှိရဆိုတော့သူတို့ရဲ့ခြေရာသတင်းတွေကြားပြီးတော့Binance ဒီ global ကောက်ကိုဖွင့်ထားကြတဲ့လူတွေများမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ तू ကအားသာချက်ကအဲ့မှာဘာလုပ်လို့ရလဲချို့ P2B ဆိုတာရှိအောင် P2B ရှိတော့လက်ရှိတော်တော်များဒီထိုင်းကိုရောက်နေကြတဲ့မြန်မာတွေကဘာတွေလုပ်လဲဆိုတော့ဒီ P2B ကနေဒီဘတ်ကိုဖော်ကြတယ်ပေါ့။တခါကျရင်ကိုကဒီကိုယ့်ထိုင်းမှန်အကောက်ကဘတ်နဲ့ဒီ P2B မှာ USDT သွားဝယ်ပြီးတော့ကိုယ့်ရဲ့ဒီဟွာလောက်ကြတယ်ပေါ့နော်ဒီထိုင်း P2B မှာသွားပြီးတော့ USDT ဝယ်ကြတော့ကိုကငွေဖော်ခြင်းနဲ့ဆိုရင်ရောင်းတာတော့မှလောက်ကြတယ်အဲ့ဒီမှာပြဿနာဘာတွေရှိလဲဆိုတော့တချို့ထိုင်းနေကြတော့လေကိုယ့်ရဲ့မြန်မာနာမည်ကြီးနဲ့ဒီ P2B မှာလာဝင်ရင်မကြိုက်ကြဘူးပေါ့သူတို့မရောင်းပေးနေတာကိုတချို့ကရောင်းမယ်ဆိုရင်တော့မှ ID တွေပါတောင်းတာမျိုးအထိဖြစ်တယ်ပေါ့နော်ပြီးတော့ကိုယ်ပြန်ရောင်းမယ်ဆိုရင်လေဟိုဘက်ထိုင်းနာမည်နဲ့လွှဲလိုက်တဲ့လူကပြီးတော့မှသူတို့ကပေါ့ဒီရဲကိုတစုံတရာတစ်ခုခု report တင်ရတယ်ဆိုရင်ကိုယ့်ရဲ့ထိုင်းမှာအကောင့်ကြီးပိတ်သွားတဲ့ပြဿနာတော်တော်များဖြစ်နေရတာတွေ့တယ်ပေါ့အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းဒီ Binance TA ကောက်ကိုကျွန်တော်အရင်တော့ဖွင့်လိုက်တော့ तू ကကနဦးမှာတော့ဆိုရင်ဒီ Binance TA အကောက်ကိုဖွင့်မယ်ဆိုရင်ထိုင်းနိုင်ငံသား ID ကတ်နဲ့တင်ရမယ်ဆိုပြီးတော့ဖြစ်တယ်ပေါ့ဖြစ်တော့နောက်ပိုင်းတော့အခုနောက်ပိုင်းမှာတော့ तू ကဒီနိုင်ငံသားတွေပါတရားဝင်ပေါ့ဒီ Binance TA ကောက်မှာဝင်ဖွင့်ပေးလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်လည်းကိုယ်တိုင်စမ်းသပ်ပြီးမှဒါကျွန်တော်ပြန်ပြောတာဖြစ်ပါတယ်အခုဘာလို့လဲဆိုတော့ကျွန်တော်ဒီ food cap မှာဆိုရင်တော့မှဒီ crypto နဲ့ဒီ ANI channel ဝယ်လို့ရမယ်ဆိုပြီးတော့ထိုင်းဆိုးရကြီးညာထားတယ်ပြီးတော့ကျွန်တော်ဒီ video မလုပ်ခင်ရပ်ပိုင်းလောက်မှာပဲဒီထိုင်းဆိုးရထိုင်း SCC ကနေပြီးတော့ USDT ကိုပါတရားဝင်သူတို့ခွင့်ပြုပါတယ်ဆိုပြီးတော့ပြောထားတာဖြစ်တဲ့အတွက်လက်ရှိထိုင်းမှာတော့ crypto သမားတွေတက်ကဒါကတရားဝင်လို့ဖြစ်နေတဲ့အတွက်ဒီ Binance DA မှာဆိုရင်ကိုကဒီကိုယ့်ရဲ့ထိုင်းမှန်အကောင့်နဲ့တန်းဝယ်ခြင်းနဲ့ဆိုလဲသူတို့ရှိမှတန်းဝယ်ရုံပဲအားသာချက်ကကျတော့ P2P လို့လူချင်းသွားတာမဟုတ်ဘဲနဲ့ကုမ္ပဏီကိုကိုကဓာတ်ရိုက်ဝယ်တယ်ကိုကချောင်းနေတယ်ဆိုလဲကုမ္ပဏီကိုဓာတ်ရိုက်လွှဲပြီးတော့ချောင်းလို့ရတဲ့ဟာမျိုးပေါ့အဲ့တော့အားသာချက်ရှိတယ်ပေါ့အရင်တော့ P2P မှာကျတော့လူချင်းဆက်သွယ်ရတာဖြစ်တဲ့အတွက်ပြဿနာတွေများနိုင်တယ်အခုကကုမ္ပဏီနဲ့ကျတော့ကိုထိုင်းမှန်နဲ့ကုမ္ပဏီနာမည်နဲ့ဝင်လာရင်တော့မှတကယ်လို့ပေါ့ကိုပုံမှန် normal user ဆိုရင်တော့အမောက်နည်းနည်းလေးဆိုတိတ်ပြဿနာတော့မရှိဘူးဒါပေမဲ့အမောက်အရင်များတဲ့လူဆိုရင်တော့ဒီငွေကုန်ပေါ့ဒီဝင်တွေပါရင်တော့ဆောင်းရနိုင်တယ်ဖြစ်နိုင်တယ်ဒါပေမဲ့ကိုကပုံမှန် user လောက်ဆိုရင်တော့တိတ်ပြဿနာမရှိဘူးဘတ်3-4တောင်းလောက်ထိရတော့ဖော်လို့ရတယ်ပေါ့တကယ်လို့ကိုတလားတဲ့နဲ့ဘတ်သိန်းကန်းထိဖော်တယ်ဆိုရင်တော့ဒီဘောကနေတော့ငွေကိုဆောင်းရတဲ့ပြဿနာမျိုးတော့ရှိနိုင်တယ်ဒါပေမဲ့အဲ့ဒါလည်းအားသာချက်ဘာလို့လဲဆိုတော့ကျွန်တော်ကတော့တကယ်လို့ငွေကိုဆောင်းရတယ်ဆိုလေကိုကငွေကိုဆောင်းလိုက်တယ်ဆိုရင်ဒီငွေကတရားဝင်ဖြစ်သွားတဲ့အတွက်ကိုယ့်အတွက်အဆင်ပြေတယ်ပေါ့အဲ့လိုမျိုးအတွက်ဒါကျွန်တော်ဒီ Binance TA ကိုကျွန်တော်ကိုယ်တိုင်လည်းတကယ်သေချာစမ်းသပ်ပြီးတော့ကျွန်တော်မျှဝေတာဖြစ်ပါတယ်ကနဦးအနေနဲ့တော့ကျွန်တော်ကျွန်တော်ဒီ YouTube video ရဲ့ကျွန်တော် description အောက်မှာဆိုလဲကျွန်တော်ဒီ link ပေးရတယ်ကျွန်တော်ဒီ link ကနေဖွင့်နေဆိုရင်တော့ကျွန်တော်တို့ဒီ trade တိုင်းမှာက10%ရမယ် link ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လိုစောက်ဖွင့်မလဲဆိုရင်ကျွန်တော်တို့ပေးရတဲ့ link ကိုတွားလိုက်ပေါ့တွားပြီးရင်အဲ့ link ကိုနှိပ်လိုက်ပေါ့ကျွန်တော်အဲ့ link ကိုနှိပ်လိုက်တယ်ဆိုရင်ဥပမာကျွန်တော်တို့က invite လုပ်တယ်ဆို Binance DA ကိုလုပ်တယ်လို့ပေါ်လိမ့်မယ်အဲ့ကြရင်ကျွန်တော် trade ဘာမှနှိပ်စရာမလိုဘူးပြီးရင်အောက်ကနေအမှန်ချစ်လိုက်ပြီးရင်ကိုဒီ Binance DA ကောက်ဖွင့်ခြင်းနဲ့ Gmail ထဲပေါ့နော်ကျွန်တော်နမူနာတစ်ခါဖွင့်ပြပေးမယ်ကြတော့ကျွန်တော်တို့ဆိုရင်ဒါကျွန်တော်ပြီးရင်ကျွန်တော်လုပ်တဲ့ပုံစံမျိုးပြမယ်ကျွန်တော်ဆိုရင်ဒီအင်္ဂလိပ်စကားလုံးအကြီးတစ်လုံးရေးတယ်ပြီးရင် add ရေးတယ်ပြီးရင်အင်္ဂလိပ်ဒီနံပါတ်ပေါ့နံပါတ်ထည့်တယ်ပြီးရင်ကျွန်တော် AR channel ဆိုရင် AR channel ဒါဆို week ဖြစ်နေသေးတယ် AR channel 009ဒါဆိုရင်ဥပမာပေါ့နော်ကျွန်တော်ကြည့်လိုက်မယ်နမူနာဖွင့်ပြလိုက်မယ်ဆိုရင်ဒီမှာဒီ KG အင်္ဂလိပ်စကားလုံးကြီးပါမယ်အကကြတော့ဒီ special letter တစ်လုံးပါမယ်ပြီးရင်ခဏပါမယ်ပြီးရင်အင်္ဂလိပ်စကားလုံးအကြီးတွေပေါ့အကြီးတွေပါမယ်ဒါတော့မှကျွန်တော်ထင်မှာအင်္ဂလိပ်စကားလုံးအကြီးတွေပဲပါတယ်တချို့ကြတော့အင်္ဂလိပ်စကားလုံးအသေးပါတွဲထိုင်ရင်တော့ပိုကောင်းတယ်ပေါ့အဲ့ပြီးရင်ကျွန်တော်နံပါတ်ပြန်ထည့်ရတယ်အဲ့တော့
ကိုကဖွင့်မယ်ဆိုရင်ဒီတိုင်းလေးပဲကျွန်တော်ပေးရလေးကိုနှိပ်လိုက်နှိပ်ပြီးဒီလိုမျိုးပုံပေါ်လာမယ်ပေါ်လာတယ်ဆိုရင်ကိုကဒီမှာ email နာမည်ထည့်ပြီးရင်ကိုထည့်နေတဲ့ password ထည့်အဲ့နှစ်ခုကိုက KG1 area channel 009ဆိုကျွန်တော် password နမူနာစမ်းပေးပြထားတယ်ပြီးရင်ဘာမှမလုပ်ဆောင်မလို့ create account ဆိုရင်နှိပ်လိုက်ပေါ့ပြီးဒါကတော့သူကဒီအပေါက်လေးကိုရွှေ့တဲ့ဟာမျိုးပေါ့ရွှေ့လိုက်မယ်ဒါဆိုရင်ဒီမှာဆိုရင်သူက OTP ကြမယ်ပေါ့နော် OTP ကြမယ်ဆိုရင်ဒါကျွန်တော် OTP ကဒီဘက်မှာရှိတယ် TP တော့ OTP တော့10မိနစ်တွင်းမှာကိုကပြန်ထည့်ပေးရမှာ OTP ကြီးထုံးစံတိုင်း10မိနစ်တွင်းမှာထည့်ပေးရမယ်ဆိုဒီမှာတစ်ခုဒါကျွန်တော်ပေးကတုံးလာတဲ့ခါဟောဒါဆို तू ကဟောပေါ့ဒီ spam mail ထဲမှာတောင်းဝင်နေရပါဘောဒါဆို तू ကတုံတာဟိုအဆက်အသွယ်မရှိဘူးဆိုရင်ဒါ तू ကနည်းနည်းလေးလောက်ထားတဲ့ဟာမျိုးပေါ့ အခုပြီးတော့ထည့်လိုက်မယ်ဒါဆိုရင် तू အကောက်ကြားသွားပြီပေါ့နော် तू အမှဘာရောက်သွားတယ်ဆိုဘာဒီမိုင်းတင်ရအောင်ဘာဒီမိုင်းတင်ရမယ်ဆိုရင်ကျွန်တော်ဘာလုပ်လို့ရလဲဆိုကျွန်တော် open လေးရှိတယ်ဒီ open ကိုနှိပ်လိုက်တယ်ဆိုရင်ဒါတော့ကျွန်တော်ကဒီ application ကိုတန်းဝင်သွားတယ်ပေါ့ application မရှိတဲ့လူတွေကြတော့ကျွန်တော်ဒီ open ကိုနှိပ်တယ်ဆိုရင်သူကဒီ Play Store ထဲကိုရောက်သွားမယ်ဒီ Play Store ထဲကိုရောက်သွားပြီးတော့မှသူတို့ website ကညွှန်းလာတယ်ဒီ Play Store ဒီ application ပေါ့ Binance TH ဆိုတဲ့ application ကိုမှကို install လုပ်ပေါ့เนาะကျွန်တော်ကတော့ install လုပ်ပြီးသားဆိုတော့ကျွန်တော် account ထဲကိုတန်းဝင်တာပြပေးမယ်ဒီလို Binance TH software ရောက်သွားပြီပေါ့เนาะအဲ့ကြရင်ကျွန်တော်ဘာလုပ်ရမလဲဆိုခုန log in ဝင်ရမယ်ကျွန်တော်ခုနလုပ်ထားတယ်ဒီခေါ်မယ်ဒီလိုကိုကောက်ဝင်ပါနော်ကျွန်တော်တို့ဒီအကောက်ကိုဝင်လိုက်ပြီဆိုရင်ပေါ့နော်ကျွန်တော်ဒီလိုမျိုးအခုပုံမှာပြထားတဲ့အတိုင်းပေါ့ဒီလိုနေရာရောက်သွားမယ်ရောက်သွားပြီဆိုရင်ကျွန်တော်တို့ကဒီ KYC တင်ရမယ်ပေါ့ဒါဆို KYC ကကျွန်တော်ဘာတွေမှမဖြစ်သေးဘူးမဖြစ်သေးဘူးဆိုရင်ဒီမှာသူတို့ထိုင်းနိုင်ငံသားဆိုရင်တော့သူတို့ရဲ့ဒီခိုင်းနိုင်ငံသား ID တို့ဘာလို့နဲ့တင်လို့ရတယ်ပေါ့ကျွန်တော်ကဒီ foreigner အနေနဲ့မြန်မာနိုင်ငံသားဖြစ်တော့ foreigner အနေနဲ့တင်မယ်ဆိုရင်တပါတက်လိုက်လို့လဲဆိုတော့ကိုယ့်ရဲ့ passport လိုမယ်ကိုယ့်ရဲ့မြန်မာကားလိုင်စင်သို့မဟုတ်မြန်မာမှတ်ပုံတင်တော့ပါရမယ်အဲ့ဒီအချက်တော့လိုမယ်မြန်မာမှတ်ပုံတင်ကိုကပါလာခဲ့ရမယ်ဒါမှမဟုတ်မြန်မာကားလိုင်စင်ပါရမယ်ပေါ့ပြီးရင်ကိုယ့် passport လိုမယ်လက်ရှိကိုကဗီဇာကလည်းထိုင်းမှာနှစ်ရှည်နေတဲ့ဗီဇာဖြစ်ရမယ်ပေါ့ပြီးတော့ဒါကတော့ပုံမှန်တိုင်းမျက်နှာချက်တဲ့ဟာကတော့ဒီ Binance Global မှာလည်း Binance Global မှာဆိုတဲ့မျက်နှာကိုသူကဖမ်းတာဆိုတော့အဲ့ဒါကိုကဒီနေရာမှာဆိုရင်ကို foreigner အနေနဲ့ဖြစ်တဲ့နိုင်ငံသားဆိုပြီးတင်လိုက်ပေါ့ဒါတော့သူစီကံချက်တွေပေါ့နော်သူအသေးဖတ်ချင်တဲ့ test ဖတ်ကြည့်ပေါ့သူကဘာလို့ဆိုဒီမှာဆိုရင်တော့ US နိုင်ငံသားကိုနည်းနည်းဒိတ်တက်ထားတဲ့သဘောရှိအောင်ကျန်တဲ့နိုင်ငံထဲဆိုင် US နိုင်ငံသားဆိုရင်ဘယ်လိုစီကံချက်တွေရှိတယ်ပေါ့သူတို့နိုင်ငံကခွင့်ပြုလာပါညာပေါ့အဲ့လိုမျိုးအသေးကတော့ကိုထပ်ဖတ်ကြည့်ပေါ့နော်ပြီးရင်ကျွန်တော်တို့ပုံမှန်ကတော့စီကံရဲ့လိုင်းရလဲဆိုတဲ့အကြောင်းအမှန်ကြီးချက်ပြီးတော့ continue နှိပ်လိုက်ပေါ့ပြီးရင်ကိုယ်ပဲနိုင်ငံသားတွေရွေးပေါ့ကျွန်တော်တို့ကမြန်မာနိုင်ငံသားဖြစ်တဲ့မြန်မာနိုင်ငံသားရွေးအောင်ပေါ့နော်မြန်မာနိုင်ငံသားကိုရွေးပြီးရင်ကိုယ်ဗမာနေရာလဲဆိုတော့ထိုင်းမှာနေရမှန်လားပေါ့တကယ်ထိုင်းမှာနေရလားကျွန်တော်တို့ဆိုရင်ထိုင်းမှာနေရဖြစ်တဲ့ထိုင်းမှာနေရဆိုတဲ့အကြောင်းကိုရေးလိုက်တယ်ပြီးရင်တင်မယ်ဆိုပါလေလိုမယ်ဆိုတော့ passport လိုမယ် ID ဖြစ်ဖြစ်ကိုယ့်ရဲ့မြန်မာမှတ်ပုံတင်ဖြစ်ဖြစ်မြန်မာကားလိုင်စင်ဖြစ်ဖြစ်နှစ်ခုတည်းကတစ်ခုလိုမယ်ပေါ့ပြီးရင်ကိုနေညွှန်နှိပ်လိုက်အောင်ဒါတော့သူတင်ရမယ့်အချက်လက်တွေပေါ့နော် knowledge test တွေပါဖြည့်ရမယ်အဲ့ဒါလည်းအများကြီးတော့မဟုတ်ပါဘူးကိုကဒီ crypto လောကတွေကလူဆိုရင်တော့ဒီသဘောဒီသူမေးတဲ့မေးခွန်းလေးတွေလွယ်တယ်ပေါ့ဒါပေမဲ့ crypto နဲ့စိမ့်တဲ့လူဆိုတာနည်းနည်းခက်တယ်ပေါ့ဒီကြတဲ့အချက်တွေတိုးမယ်ပေါ့ပြီးရင်ကိုနေညွှန်နှိပ်လိုက်ပေါ့ကိုနေနေလိုက်တယ်ဆိုသူပြောထားလို့ပဲဒီမှာသူက passport ထည့်ရမယ်ပြီးရင်ဒုတိယ ID အနေနဲ့ဆိုရင်ကိုယ့်ရဲ့ ကားလိုင်စင်ဖြစ်ဖြစ်မြန်မာမှတ်ပုံတင်ဖြစ်ဖြစ်မြန်မာကားလိုင်စင်ဖြစ်ဖြစ်မြန်မာမှတ်ပုံတင်ဖြစ်ဖြစ်တစ်ခုခုတင်ရမယ်ပေါ့ပြီးရင် selfie မျက်နှာနဲ့တင်ရမယ်အဲ့တော့ကိုတင်မယ်ဆိုရင်ကိုနေနှိပ်လိုက်ပေါ့မြန်မာနိုင်ငံသားဆိုရင်မှာရွေးလိုက်မယ်ပြီးရင် passport နှိပ်လိုက်ပါနော်အဲ့တော့ passport ထည့်နေရပေါ့ကိုက passport ထည့်လိုက်ရအောင်နော်
ကျွန်တော်ခုနကတော့ပေါ့KYCကွာအောင်ပြီးသားဆိုတော့ဆက်ပြလို့မရတော့လို့ပေါ့ပြီးခုနကတော့ဆိုရင်သူက passport ထည့်ရမယ့်နေရာမှာ passport ရိုင်းကိုကမြန်မာမှတ်ပုံတင်ဖြစ်ဖြစ်ကိုကမြန်မာကားလိုင်စင်ရှိရဆိုရင်အဲ့နှစ်ခုတည်းကတစ်ခုတင်ပြီးရင်မျက်နှာကို service ဆွဲပေါ့ service ဆွဲပို့ရရင်ဒီနောက်ပိုင်းမှာကျတော့ဘာတောင်းမလဲဆိုတော့ကိုအချက်အလက်တွေတင်ပွားပြီဆိုရင်သူ knowledge test အနေနဲ့စစ်တာသူ crypto မေးခွန်းလေးတွေနည်းနည်းပေါ့10ခုလောက်ပေးမယ်ပြီးရင်နောက်ထပ်မေးခွန်း10ခုဖြည့်ပေါ့အဲ့နှစ်ခုပြီးသွားတယ်ဆိုရင်ကို KYC ကိုသူကစစ်မယ်ပေါ့စစ်မယ်ဆိုရင်ပုံမှန်ဆိုရင်ကျွန်တော်တို့ကဆိုရင်တော့သူတို့ထိုင်းနိုင်ငံရဲ့အစိုးရရုံးဖွင့်ရန်ဘယ်လောက်ထိကြာလဲဆိုတော့9ရက်တိစောင့်လိုက်ရတယ်ပေါ့အဲ့တော့မှ9ရက်ကတ်သွားတော့ကိုကကြာတယ်စင်းတော့ကျွန်တော်စကားတော့ပြောလိုက်တော့သူတို့ပုံမှန်စစ်နေတာပေါ့စစ်နေတာပုံမှန်ကဒီအစိုးရရုံးဖွင့်ရန်9ရက်တိစောင့်ရတယ်9ရက်တိစောင့်တာပြီးသွားရင်တော့သူတို့ဖွင့်ပေးမယ်လို့ပြောတယ်ပေါ့အဲ့ကြတော့ကျွန်တော်စောင့်ပြီးတော့ကိုယ်တိုင်ကျွန်တော်ဖွင့်ပေးလိုက်တယ်ပေါ့ဖွင့်ပေးရတော့သူကဘိုင်းနဲ့တီကောက်ရောက်သွားရင်ဘာတွေလုပ်လို့ရလဲဆိုကျွန်တော် deposit ကိုနှိပ်လိုက်နေဆိုရင်ဒီကိုယ့်ရဲ့ time ဘက်ပေါ့ time မှန်အကောက်ကနေကိုယ့်ရဲ့နာမည်တူအကောက်ပေါ့အခုလက်ရှိကို KYC တင်ထားတာကျွန်တော်နာမည်နဲ့ဆိုရင် time မှန်နဲ့ကျွန်တော်နာမည်နဲ့တူရမယ်အဲ့ဘန်ကနေပြီးတော့ကိုဒီထဲကိုလွှဲလို့ရတယ်ဥပမာ mobile banking နဲ့ကျွန်တော်တို့ဒါဘန်ထိထားပြီးသားဆိုတော့ကျွန်တော်ဒါတီးတန့်ထပ်ပြရမလို့ပေါ့ကိုကဘန်မထည့်ရသေးတဲ့လူဆိုရင်တော့ဘယ်ဘန်နဲ့ထိမှလဲဆို9ဘန်လားဘန်ကောက်ဘန်လား SCB ဘန်လား K ဘန်လားပေါ့စသဖြင့်ရွေးရမှာပေါ့နော်အဲ့ဒါထည့်ပြီးသွားရင် deposit ကိုနှိပ်မယ်ဆိုရင်ကိုကဥပမာဒေါ်လာဘတ်1000ပေါ့ဘတ်1000ဆိုရင်ဘတ်1000ကိုရေးသွားရင်နှိပ်လိုက်ပေါ့အဲ့ဆိုရင်ဒါကိုယ့်ရဲ့9ဘန်နာဥပမာသူစသဖြင့်ရွေးစရာတွေသူထပ်ထဲလို့လည်းရတယ်ပေါ့ရေးသွားရင်အဲ့ဒါကိုနှိပ်လိုက်ရင်သူကျူအားပေးမယ်ပေါ့သူကျူအားပေးမယ်ဆိုရင်အဲ့ကျူအားကိုဒါဆိုရင် cancel ချင်တာလုပ်လို့ရတယ်ပေါ့နော်ပြီးရင်သူကကျူအားပေးအဲ့ကျူအားကိုတို့ဘန်ကနေစကန်ဖတ်ပြီးတော့ခွဲလိုက်တယ်ဆိုအထဲကိုရောက်ပြီပေါ့ဒါတို့ deposit လုပ်တဲ့နည်းပေါ့ပြီးတော့သူဘာလုပ်လို့ရလဲဆိုတော့ဒီ Binance ဆဲမှာဆိုရင်တော့ဒါ convert သဘောမျိုးပဲကျွန်တော်တို့ဒီ Binance Global မှာဆိုရင် convert နဲ့တူတယ်ဒီ Thai ဘက်ကနေ USD တန်းပြောင်းရတယ်ဒါကျွန်တော်မှာတော့ Thai ဘက်မရှိတော့ဘူး USD လည်းမရှိတာကိုကျွန်တော်လက်ရှိဒီထဲမှာတော့ဘာလုပ်လို့ရလဲဆိုတော့ကိုတရားဝင် Thai မှန်နဲ့ဝယ်တဲ့ဟာမှတုံးတယ်ပြီးရင် Thai မှန်နဲ့ဒီကိုက USD ရှိတယ်ဆိုရင်အဲ့ USD ကိုဘတ်အနေနဲ့ဖော်ပြီးတော့ withdraw ကနေ Thai ဘက်ကိုပြန်ထုတ်မယ်ဆိုရင်ဒါကိုတရားဝင်သုံးလို့ရတယ်ပေါ့သူက mini order တော့အနည်းဆုံးဘတ်100ကိုမှထုတ်လို့ရမယ်အများဆုံးဆိုတော့သူ daily limit ကလက်ရှိသူပြထားတဲ့အတိုင်းဆိုရင်တော့ခု10ရာ1000သိန်းတန်းပတ်4သန်းထိတစ်နေ့ထုတ်လို့ရအောင်ဒါပေမဲ့အဲ့လောက်အများကြီးထုတ်မယ်ဆိုရင်တော့လေအခွန်တွေပါလေလိုက်မယ်ဒါတော့ခုနကကိုကွန်ဒိုဝယ်နေတဲ့သူပါညာဆိုရင်တော့တရားဝင်ဖော်လို့ရမယ်နှီးပေါ့ပုံမှန်တာမန် user ဆိုရင်တော့ကိုကဝေဖော်တာတစ်နေ့ကို9000လို့တစ်နေ့1000တော့အဲ့လောက်ပဲပုံမှန်ဖော်ဝိုင်းတော့ရတယ်တချို့လည်းအဲ့လောက်ကမဖော်ပြဘူးဆိုတစ်နေ့ကိုတစ်ပတ်လောက်မှကိုက9000လောက်အဲ့လိုမျိုးဖော်လို့ဆိုအေးစစ်စစ်တော့သုံးလို့ရတယ်သူတို့ time ban ကနေပြီးတော့ပဲသူတို့ company အကောက်ကနေကိုယ်ဘန်နဲ့ဝင်မှာဖြစ်တဲ့အတွက်အနေကင်းတယ်ပေါ့ပြီးရင်ကိုကဒီ time ban ကနေဒီဘတ်ထေဝိုင်းဆိုရင်ကိုမှဒီမှာဘတ်အမောက်ပေါ်လာလိမ့်မယ်ပေါ်လာတယ်ဆိုရင်အဲ့ဘတ်နဲ့မှာကို USDT ဝယ်ပြီးရောက်သွား USDT ကို USDT နဲ့ပဲကို coin တွေဝင်မလားမဝယ်ဘဲနဲ့ဒီ USDT ကို withdraw ထုတ်မလားပေါ့စသဖြင့် withdraw ထုတ်တာတော့ကျွန်တော်ပုံမှန် USDT ကိုထုတ်မယ်ဆိုရင်တော့ကျန်တဲ့ကျွန်တော် Binance Global အကောက်လို့ပဲ BB20 ဆိုရင် network ပို့ကတော့မပေးရဘူးကျန်တဲ့ network တွေဆိုရင်တော့တက်ဆိုင်ရာ network ပေါ်မူတည်ပြီးတော့ charge fee နည်းနည်းပါးရှိမယ်ပေါ့နော်နည်းနည်းပါးရှိမယ်ပြင်ကျန်တာကတော့တိတ်ထွေတူးမရှိဘူးပေါ့ဒါကတော့သူ့မှာကဒီ launch pool တွေဘာညာလည်းမရှိတဲ့အတွက်ကျွန်တော်ကတော့ USDT ဝယ်ပြီးသွားရင်တော့ကိုဒီ Binance Global ကိုပို့ပြီးတော့ကျွန်တော် BNB ဝယ်တာဘာညာလုပ်တယ်ပေါ့ဒါတော့ထွေတူးမရှိဘူးပေါ့ဒီကတော့ Binance ကိုဘာလို့သုံးရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီဘတ်တွေကိုတရားဝင်မြန်မာUSDT ကိုဘတ်တရားဝင်ဖော်ဖို့သုံးဖို့ရယ်ကိုယ့်ရဲ့ဘဏ်အကောက်ကနေပြီးတော့ဒီ Thai Bank နဲ့ USDT တရားဝင်ဝယ်ဖို့ရယ်မှာဒီကောင်သုံးလို့ရတဲ့ဟာမျိုးပေါ့ကျွန်တော်ဒီနေ့မျှဝေချင်တာကတော့ Thai ကိုရောက်နေတဲ့မြန်မာတွေပေါ့ဒီ crypto အဓိကသုံးနေတဲ့ညီကိုတွေအတွက်အဆင်ပြေမဲ့နည်းပေါ့ကျွန်တော်တို့ဆို P2P သုံးရင်ဘဏ်တွေပိတ်ခံရတာမျိုးဖြစ်နိုင်တယ်အဲ့ဒီဟာကိုကျွန်တော်တို့ solution ဖြစ်ဖို့ဒီနည်းကဒါတော်တော်အဆင်ပြေပေါ့လက်ရှိ Thai NCC ကလည်း USDT ကိုခွင့်ပြုထားတာဖြစ်တဲ့အတွက်တရားဝင်သုံးလို့ရမယ်ပေါ့P2P မှာကျတော့ဟိုဘက်ကတယောက်ကကိုကတော့ရောက်ထားလို့ဟိုဘက်ကလူက report တစ်ခုမိလိုက်တယ်ဆိုရင်ကိုကအဲ့ကိစ္စကိုဘာမှသွားရှင်းနေရတာအရင်အလုပ်ရှုပ်တယ်ပေါ့ပြဿနာလည်းများတယ်တချို့ဆိုပြန်မရတာဆုံးရှုံးမှုတွေရှိတယ်ဒီကောင်ကျတော့ Binance
TA ကကုမ္ပဏီကနေကိုယ့်ရဲ့ဘဏ်ထဲကိုမြန်မာဒီဖက်ပေါ့ပြောင်းဝင်มาဖြစ်တဲ့အတွက်အနေရကဲနေပေါ့အားကြောင့်ကျွန်တော်ဒီနေ့လေးအောင်မျှဝေရဖြစ်ပါတယ်ကျွန်တော်ပြချင်တာတော့ဒီနေ့ကတော့ဒီဘိုင်းနဲ့ TA အကြောင်းလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်